လာပါရှင်ဆိုနေချက်ဝင်လာတဲ့တဖန်ပြန်ကြိုဆိုလိုက်ပါရရှင် Today we are going to do something new. Ice bath. ဟုတ်ပါတယ်ရှင်ဒီနေ့ကတော့ဆိုနီယာရဲ့ပရိသတ်တွေကို ice bath ခေါ်တော့မှာဖြစ်ပါရရှင်ဘယ်လိုသွားရလဲဆိုတော့ကိုဒီဗီဒီယိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်This is my outfit and she did not compliment my outfit. GoPro. BTS ဘယ်ရနဲ့တက်တဲ့ဖရခနုံကိုဆင်းရမှာဖြစ်ပါရရှင်ဖရခနုံရောက်ပါပြီဖရခနုံရောက်ပြီးတဲ့နောက်ပိုင်းမှာဆိုင်ကယ်သမားနဲ့ ice bath ကိုသွားမယ်လို့ပြောရင်သူတို့တွေတည်ပါတယ် ice bath ကိုပို့ပေးမှာဖြစ်ပါရရှင်မဟုတ်ရင်လည်းဆိုနီယာအပေါ်မှာ link လေးချပေးထားပါတယ် link click လေးလုပ်လိုက်ပါနော်ဒီကိုသွားချင်ရတော့ကြို booking လေးလုပ်ပေးပါပို့ပြီးတော့တေးချတာပေါ့ဟိုရောက်ပြီးတော့ဆိုနီယာတို့ကဖောင်ဖြည့်လိုက်ပါတယ်ဖောင်ဖြည့်ပြီးတော့ဆိုနီယာတို့ကတော့ပထမဆုံးဒါဆိုနီယာတို့ရဲ့ ice bath experience ဖြစ်တဲ့အတွက်ကြောင့်သူတို့တွေက guide တယောက်အစီအစဉ်ပေးပါတယ် guide လေးကိုစောင့်ရင်းနဲ့ပဲဆိုနီယာတို့ကready ဖြစ်တော့မယ်ပေါ့နော် finally ချောချောလေး guide တယောက်လာပြီးတော့ဆိုနီယာတို့ guide လုပ်ပေးတယ်ဒါဆိုနီယာတို့ဆို excited လေးဖြစ်သလိုလန်ပါတယ်ရှင်ဒါကတော့အင်ဂျီဝစားထားရမယ့်နေရာဖြစ်ပါတယ်ဒီတစ်ခုကကြတော့ private sauna နဲ့ ice bath လုပ်လို့ရပါတယ်ရှင်ဒါပေမဲ့လည်းကြို booking တင်ပေးရပါတယ်တစ်ပတ်မှာ2ရက်ပဲရတယ်ပေါ့နော်ဒါကတော့သူတို့ရဲ့အိမ်သားနဲ့ရေချိုးခန်းပေါ့နော်ပပလက်ကြည့်ရမယ်ဆိုရင်လည်းဆုံးစိမ့်လန်းဆိုပြေးပြီးမှတကယ်ကိုကြည်နူးတာရပြီး relax ဖြစ်တယ်ပေါ့နော်Okay ဆိုနီယာတို့ကတော့ ready ဖြစ်လိုက်ပါပြီရှင်ကဲသူကတော့ဟိုမှာအေးချိန်တိုင်းနေတယ်ပေါ့နော်ဆိုနီယာတို့က breathe လေးကောင်းကောင်းလေးလုပ်ခိုင်းပြီးတော့အထဲဝင်ခိုင်းတယ်ဒါတော့မှပထမ level ပဲအေးဖြစ်သေးတယ်ပေါ့နော်အဲ့ဒါတော့မှတော်တော်လေးအေးပါရဲ့ရှင်ကဲပထမ level ကို pass လုပ်ပြီးဆိုတော့ second level ဒါတော့ပို့ပြီးတော့အေးသွားမှာဖြစ်ပါတယ်ရှင်ထပ်ပြီးတော့မှသူက ice ကိုထည့်သေးတယ်ပေါ့နော်ဒါသူပထမဆုံးဝင်နေအဲ့ဆိုနီယာလည်းထပ်ပြီးတော့ဝင်ကြည့်ပါတယ်နည်းနည်းတော့နှာတယ်ဒါပေမဲ့လည်း guys နားတယ်ဆိုတာအဲ့ဒီချိန်ပဲနားတာပါเนาะ after that result ကတော့တကယ်ကိုကောင်းတယ်တကယ်ကိုဒီ gymmer တွေအတွက်ဆိုရင်လည်းအရန်ကိုအဆင်ပြေတယ်ဒီတွေးလက်ပတ်မှုတွေလည်းကောင်းတယ်ပေါ့เนาะice bath လောက်တာဘာတွေကောင်းကျိုးရှိလဲဆိုတာဆိုနီယာ description မှာရေးပေးထားပါရရှင်ဒါကတော့နောက်ဆုံး level နဲ့အအေးဆုံး level ဖြစ်တယ်ပေါ့နော်တစ်မျိုးကို9မိနစ်စီလုပ်ပေးရတယ်ဒါကတော့အနာချင်ဆုံးပဲသူမအလဲရောက်ပါပြီဒါကသူမဝင်ချင်ဘူးပေါ့နော်ဆိုနီယာလည်းမဝင်ချင်ခဲ့ပါဘူးဒါမှလည်းဒီရဲ့ experience လုပ်ချင်လို့ကိုဆိုနီယာတို့ကသွားတာဖြစ်တယ်ဒါကကိုရဲ့ကျမရဲ့အတွက်အရန်ကိုညညွတ်တယ်ဆိုလို့လေသွားတာဖြစ်တယ်ပေါ့နော်ဒါလှုပ်တင်တယ်အားလုံးက experience လှုပ်တင်တယ်လို့ဆိုနီယာ recommend ပြုချင်ပါတယ်တကယ်ကိုနာကျင်တယ်အရန်နာကျင်ပါတယ်ရှင်ဆက်နဲ့ကိုနာကျင်ပါတယ် Oh my gosh. Remember the first 2 minutes, okay? It'll be your difficult time. But if you can push through the first 2 minutes, you're okay. 2 minutes. No, you can. Kids sit. No. Sit. နီယာလက်ကြရောက်ပါပြီရှင်ဆိုနီယာအရန်ကိုကြောက်နေတယ်ပေါ့နော်ဟိုးရေခဲတွေကိုမြင်တာနဲ့ကိုဘလောက်အေးမလဲဆိုတာကိုဒီကပြိသက်တွေလက်ခံနိုင်မယ်လို့ထင်ပါတယ်ဆိုနီယာဆိုအရန်နာကျင်သွားပြီဗျအဲ့ဒီနောက်ပိုင်းမှာဆိုနီယာတို့ကဆောင်းနာလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းအပူချိန်အရန်မြင့်နေပေါ့နော်သူကဒီကြောက်တုံးတွေရဲ့အပူဓာတ်ကိုခံရတယ်ဆိုတော့ရိုးတွေအတွက်ပိုပြီးအဆင်ပြေတယ်အဲ့ဒီနောက်ပိုင်းမှာ shower ယူရဲခုန shower လုပ်တဲ့နေရာမှာမအားလို့ဒီအပြင်မှာပဲ shower လုပ်လိုက်ပါရရှင် ice bath လုပ်ပြီးတော့ဘယ်လိုခံစားလိုက်ရလဲ လမ်းဆန်းသွားတယ်တကူလုံးrelax ဖြစ်သွားတယ်အဲ့နဲ့ဆိုနီယာတို့ကကားငါပြီးမှပြန်ပြီးတော့ဘိုက်အရန်ဆာလာလို့ပကံမြည်သွားကြမယ်ရှင်ဘယ်လောက်စားလဲမစားလဲကတော့မှ imagination မှာစားနေပြီပေါ့နော် finally ရောက်ရှိလို့လာပါပြီဆိုနီယာတို့ order လုပ်တာပေါ့နော်ဒါကတော့သူစားချင်တယ်ဆိုလို့ဝဲရဲဆူလာပါလဲမသိဘူးနာမည်တော့မသိဘူးပေါ့နော်အဲ့နောက်ပိုင်းမှာဆိုနီယာရဲ့ favorite ကတော့ဒီအမျိုးစုံပေါ့နော်ဒါလေးစားရတာတော်တော်တန်တယ်လို့တော်တော်လဲစားလို့ကောင်းတယ်အကျော်စုံလဲမှာစားတယ်ဖာလူတာလဲစားလိုက်တယ်
ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းဗီဒီယိုတွေကောင်းကောင်းလေးတွေတင်ပေးတော့မှာမလို့ like share follow လေးလုပ်ပြီးဖို့မမေ့ပါနဲ့เนาะပြန်လည်တွေ့ဆုံပါမယ် bye bye guys